ရွှေဘုံမြို့အနီးမှာအိန္ဒိယပြန်ကြွမဲ့ဆရာတော်တပါးကိုဒေတာကာကိုရဲအထွေဖန်စီခေါ်ဆောင်သွားတာနဲ့ပတ်သက်ပြီးပြင်ဦးလွင်မြို့တောင်ဖို့ဆရာတော်မှအခုလိုရေးသားတောင်းဆိုထားပါတယ်ဆရာတော်ကြီးကိုပြန်လွတ်ပေးကြပါရွှေဘုံမြို့အနောက်ဘက်အထွတ်ကင်းမာရွာအနီးဝင်းတစာရွှေဘိုရန်ကုန်ကားပေါ်မှာအိန္ဒိယတို့ပြန်ကြွမိဆရာတော်အား PDF အဖွဲ့မှနိုဝင်ဘာ9ရက်နေ့ကဖမ်းဆီးခေါ်ဆောင်ထားတယ်လို့သိရပါတယ်။ဆရာတော်ဟာအိန္ဒိယမှာဝင်းဝင်းနုတ်စီမြန်မာကျောင်းတည်ထောင်ကသာသနာပြုနေသောနှစ်နိုင်ငံချစ်ကြည်ရေးတည်ဆောက်ကအိန္ဒိယမှာကျောင်းတက်နေသောမြန်မာရဟန်းတော်များအားကူညီနေသောဆရာတော်မို့ဖမ်းဆီးထားသောအဖွဲ့များမှပြန်လည်ပို့ဆောင်စေခြင်းပါတယ်။ဆရာတော်ကိုငွေအသွတ်ပြန်ပေးဆွဲတယ်ဆိုလဲအကျိုးမရှိပါဘူး။စီးရဲစွာသာသနာပြုနေသူမို့ပြန်လည်ပို့ဆောင်ကြပါရန်တိုက်တွန်းပါတယ်။ဆိုပြီးရေးထားတာပါ။အဲ့ဒီဒေတာဖက်မှာပြီးခဲ့တဲ့နှစ်တာလဲဘာသာရေးသင်းအုပ်ဆရာတော်တပါးကိုတပ်ဖြတ်ထိုးတဲ့ဒေတာဖြစ်ပါတယ်။သင်းအုပ်ဆရာဖြစ်စဉ်တုန်းကတော့တကဘာလုံးတိအောင်တောညံអော်ခဲ့ကြပြီးမြဲဗုဒ္ဓဘာသာထုံးကားပါတယ်ဆိုတဲ့နိုင်ငံကဖုံးတော်ကြီးများယခုလိုဖမ်းဆီးခံရတာအပြင်အပားရာချီအသက်ခံရတာကိုမိသည့်မီဒီယာမှအလေးပေးဖော်ပြခြင်းမရှိခဲ့ကြပါမြန်မာဗုဒ္ဓဘာသာခံယူထားပါတယ်ဆိုတော့မြန်မာနိုင်ငံသားများအတိတ်တရားရကြပါစေခင်ဗျာ